ဒီနေ့ဘယ်သူကိုင်လဲ ငါကိုင်နေ ဟဲ့အဲ့လိုမပြောရဘူးလေကျွန်တော်ကိုင်ပါတယ်မမထားလို့ပြောရတယ် ဟာမမထားလို့ခေါင်းသူကကျွန်တော်တဲ့အသက်ကြီးလို့လားဘိုင်းမိုးပြောတော့သူနဲ့ကျွန်တော်နဲ့အသက်ချင်းတူတူပဲတဲ့ ထုတ်တယ်မလေးစားမလားနေငါခေါ်ခိုင်းတယ်လို့ခေါ်စားမှာ မခေါ်နိုင်ပါဘူး နေကဘသူလဲ ငါကခွန်တ လူလေး ကျွန်တော်နာမည်ခွန်တပါ အေးစကားကိုအဲ့လိုရင်ရင်ကြည်ကြည်ပြောစမ်းပါနေကဘိုင်းမို့တော်တယ်လို့လည်းဘာတော်တာလဲ ငါကျွန်တော်အဖေရဲ့ဦးလေးကဘိုင်းမိုးပါ သူကဘာကြီးမိုးရဲ့မြည်လေးပါကွယ်သူ့အမေကလည်းမရှိရှာတော့အဖေကလည်းမှော်ရဲသွားတော့စောင့်ရှောက်မယ်လို့မရှိလို့ဘာကြီးမိုးကခေါ်ပြီးတော့စောင့်ရှောက်ထား ဘိုင်းမို့ရဲ့မြေးကိုပိုးကြောင်တော့စုံမထားပါ ဟုတ်ကဲ့ပါ ပန်းအိုးတွေကိုနေကင်နေပေါ့ဟုတ်လားခွန်တာ ဟုတ်ကဲ့ နင်းမျက်စိကန်းနေလား ဘာမကမ်းပါဘူး မကဲနင်းမျက်စိအပွင့်မပွင့်နဲ့ပန်းကိုမမြင်ဘူးလားဟိုဘက်ကအိုးတအိုးမှာအပွင့်မပွင့်တာမြင်တာနဲ့ဘာဖြစ်လို့ဖဲထုတ်မထားရလဲငါလာရင်အပွင့်မရှိတဲ့နှင်းစီမမြင်ချင်ဘူးလို့ပြောထားတာနင်းပါရဲ့ပြောလား ဟိုဘက်ကပန်းအိုးတွေကိုဘာကြီးမိုးလဲကြိုက်ပါတယ်ကွယ်ဘာကြီးမိုးကမျက်စိမကောင်းတော့အဲ့ဒီအိုးကိုမမြင်မိတာဖြစ်ပါလိမ့်မယ် အဲ့ဒီဘက်ကိုဘိုင်းမိုးကင်တာမဟုတ်ကျွန်တော်ကင်တာနင်းစီပွင့်မပွင့်တာလဲကျွန်တော်မြင်ပါတယ်ဒါပေမဲ့မနှက်ပြန်ပွင့်မဲ့အဖူးလေးတွေကိုတွေ့နေလို့မဖဲတော့ပဲကျွန်တော်ဒီတိုင်းထားခဲ့တာ ဒီမဲ့ခွန်တာမမထားရလေအနဲ့ဖြန်ပွင့်မဲ့ပန်းကိုစိတ်မဝင်စားဘူးဒီနေ့ပွင့်မဲ့ပန်းကိုပဲမြင်ချင်တာအဲ့တော့အဲ့ပန်းဒီနေ့ပွင့်အောင်လုပ်ပေးဖို့မင်းမတာဝန်ရှိတယ်တာအဲ့ပန်းကိုနားယူခဲ့ อยากรับแพ็กเกจพรีเมียมเทรดดิ้งวิวระยะเวลา 1 ปีအဲ့အဖူးတွေကိုအခုပွင့်အောင်လုပ်ပေးစမ်း ဟဲ့မလုံနိုင်တဲ့အကြောင်းကိုရိုးရိုးလေးတောင်းမှလိုက်လေ ကျွန်တော်လုပ်ပေးမယ် လူလေး ကျွန်တော်တကယ်လုပ်ပေးမယ် လုပ်လေလုံနိုင်ရင်လုပ်ပေါ့ဘလို့လုပ်မလဲကြည့်မယ် ကြည့်လေအားလုံးခဏတော့မျက်စိမိတ်ပြီမျက်လုံးပွင့်တာနဲ့ပန်းပွင့်စေရမယ် ကောင်းပြီလေကဲအားလုံးမျက်စိခဏလောက်မှိတ်ပေးလိုက်ပါ ကဲမျက်စိဖွင့်လို့ရပြီ ဘာရလဲတက်လိုက်ကြည့်တကြီးပဲနဲ့ချီထားတယ်နင်ငါ့ကိုပြောင်းလာလား ဟောဒီဘက်ဒီဘက်မှာပွင့်ပွင့်တာမြင်ချင်တယ်ဆိုအပွင့်ပွင့်အောင်ဒီလိုပဲလုပ်လို့ရမှာဗောဟာကဲအခုပွင့်ပွင့်ပြီနင်မြင်တယ်မလား ရှော့နေတော့ကြိုက်ကုန်ပြီလေတူတယ်